မျိုးသမီးတွေခေါင်းဖိတဲ့ချိန်တိုင်းခေါင်းကနေသပင်တွေကျွတ်ပြီးတော့ကြာလာတယ်အဲ့ဒီသပင်တွေကိုတဲ့ဘာသာတရားကိုင်းဆိုင်တဲ့အမျိုးသမီးတွေကလွယ်ပြီးကြံတဲ့အမျိုးသမီးတွေကရတယ်လို့ပဲသူတို့လွတ်ပစ်လိုက်ကြတယ်အဲ့လိုခေါင်းဖိပြီးတော့ကျွတ်လာတဲ့သပင်တွေကိုဘာလို့တင်လဲဘလို့ပုံစံဒီသပင်တွေကိုစွန့်ပစ်တင်လဲဒါမှမဟုတ်ဘယ်နည်းပုံစံလှုပ်တင်လဲဆိုတော့ရှရီယတ်ကအမိန့်ပြညတ်ချက်တစ်ခုပြဋ္ဌာန်းတာရှိလာတယ်အလ်ဟမ်ဒူလ illah အလ္လာဟ်ရှင်မြတ်ရဲ့ကျေးဇူးနဲ့အလ္လာဟ်ကျွန်တော်တို့ပြီးပြည့်စုံတဲ့အစ္စလာမ်ပေါ်မှာလိုက်နာကျင့်သုံးခွင့်မရက်တည်ခွင့်အလ္လာဟ်ကျွန်တော်တို့ကိုချီးမြှင့်တာဒီလိုမေးခွန်းတွေကိုကြားတဲ့အခါကျရင်ကိုလက်ခံကျင့်သုံးနေတဲ့အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီးတော့ဂုဏ်ယူမိတယ်အလ္လာဟ်ရှင်မြတ်ကိုလည်းကျေးဇူးတင်မိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အစ္စလာမ်သာသနာမှာအစ္စလာမ်သာသနာဝင်ကြီးကြီးဝါအမလုတ်ကျင့်သုံးနိုင်မှုတောင်းစီနေအောင်ကျွန်တော်တို့ကိုအစ္စလာမ်ကနေပြီးတော့မှလမ်းညွှန်မှာကြားမှုတွေပြုတာနောက်ဆုံးဘယ်လောက်ထိအစ္စလာမ်ကကျွန်တော်တို့ကိုလမ်းညွှန်မှာကြားမှုပြုလဲဆိုရင်အခုကဘာလူတွေဘာမှအလေးနဲ့မထားမိတဲ့မေးခွန်းလေးတစ်ခုသပင်ကျွတ်သွားရင်ကျွတ်သွားပြီးသွားပြီဒီကျွတ်သွားတဲ့သပင်ဘာလို့ရမလဲဆိုတဲ့မေးခွန်းမှာကျွန်တော်တို့အစ္စလာမ်သာသနာဝင်ရေးလာတယ်အစ္စလာမ်မှာရောရှိလားဆိုလမ်းညွှန်မှုအပြည့်ရှိပါတယ်အဲ့တော့နံပါတ်1အခြေခံအဖြစ်သိရမှာကကျမ်းမြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်ကမိန့်ကြားတော်မူတယ်ဝါလကဒ်ကရမ်နာဘနီအာဒမ်ဒီအာယတ်ရဲ့အလိုသဘောအရဘနီအာဒမ်လူသားမျိုးနွယ်ဆိုတာကဒါအလ္လာဟ်ရှင်မြတ်ဂုံပြုထားတဲ့အမွန်းတင်ထားတဲ့အုပ်စုတစ်စုဖြစ်လူမှန်တယ်ဆိုရင်တန်ဖိုးထားတက်ရှိကိုလည်းတန်ဖိုးထားတယ်မွတ်စလမန်ကိုလည်းတန်ဖိုးထားရမယ်မွတ်စလင်မဟုတ်တဲ့လူကိုလည်းတန်ဖိုးထားလူသားဝါဒဆိုတာတရားကိုပြောတာအစ္စလာမ်ကလူမှန်တယ်ဆိုရင်လူအားလုံးကိုတန်ဖိုးထားဘယ်လောက်ထိလူကိုအစ္စလာမ်ကတန်ဖိုးထားလဲဆိုရင်အသက်ရှင်နေတဲ့လူကိုလည်းအစ္စလာမ်ကတန်ဖိုးထားသလိုလူတယောက်ကွယ်လွန်သွားရင်လည်းပဲအသက်ဇီဝင်ခြုံငိမ့်သွားပြီတနက်ဖြန်တစ်ပတ်ခါပုတ်တော့မယ်ဆိုပြီးတော့မှပြစ်စရာလက်ခါလောက်ခွင့်အစ္စလာမ်ကမချီးမြှင့်ဘူးစနစ်တကျသူ့ကိုရေမိုးချိုးပြီးတော့တန်းစင်သွားထုတ်ပိုးပြီးတော့မှစနစ်တကျမြုပ်နှံတကြိုဖို့အတွက်အစ္စလာမ်ကဂုဏ်ပြုအဲ့ဒါတည်းပို့ပြီးတော့ဟိုအားကြစရာကောင်းတာဂုဏ်စရာကောင်းတာကအဲ့ဒီလူသားဟာမြေကြီးအောက်ရောက်သွားပြီဒီမြေကြီးအောက်မှာပုတ်သွားပြီလားပွားသွားပြီလားဘလို့အနေထားမျိုးရှိမှဘာမှမသိရဘူးမြေကြီးပဲဖြစ်သွားပြီလားဘာမှမသိရတဲ့အနေထားမှာတော့မှအစ္စလာမ်ကပြောတယ်ဒီမြေကြီးအောက်ထဲမှာလူသားကိုတစ်ချိန်တစ်ခါကမြုပ်ဘူးတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီမြေကြီးကိုလည်းပဲအဲ့ဒီမြေကြီးပေါ်မှာခြေထောက်နဲ့နေတာမဖွဲ့မရလုပ်တဲ့ကိစ္စတွေကိုအစ္စလာမ်ကတားမြစ်ထားအဲ့တော့တက်ရှိကိုလည်းအစ္စလာမ်ကဂုံပြုတယ်တက်မဲ့ကိုလည်းဂုံပြုတယ်အဲ့ဒီတိုင်းပဲခန္ဓာကိုယ်အစိပ်ပိုင်းနေလူသားကိုအလ္လာဟ်ကဂုံပြုထားတယ်ဂုံပေးထားတယ်ဆိုရင်လူရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့အစိပ်ပိုင်းတွေကိုလည်းဂုံပေးထားသလိုခန္ဓာကိုယ်ကနေပြီးတော့မှအပြင်ကိုရောက်သွားတဲ့အစိပ်ပိုင်းပမာဖြစ်ကျွန်တော်တို့လက်သေးညှက်လို့လက်သေးကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းဖြစ်မှုတော့အပြင်ရောက်သွားပြီသပင်ကျွတ်သွားတယ်အပြင်ရောက်သွားပြီအဲ့ဒါကိုလည်းပဲအစ္စလာမ်ကပြောတယ်ဒါလည်းပဲတစ်ချိန်ကမင်းတို့ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်ဒီຢာတွေကိုလည်းဂုံပေးရမယ်လေးစားရမယ်ဒါတွေကိုလည်းပဲမဖွဲ့မရပြုခွင့်မရှိပါဘူးအဲ့တော့အခုနမေးခွန်းရဲ့အဖြစ်အမျိုးသမီးတယောက်သပင်ကျွတ်သွားရင်ဘာလုပ်ဓမ္မတစ်အမျိုးသမီးဒီသူ့ရဲ့ခန္ဓာကိုယ်ဒီလုံခြုံစွာဖုံးအုပ်ရမယ်တာဝန်ရှိတယ်အဲ့ဒီသပင်ဟာသူ့ရဲ့ခေါင်းမှာရှိနေတဲ့အချိန်မှာလည်းလုံခြုံစွာဖုံးအုပ်ရမယ်ခေါင်းကနေကျွတ်သွားရင်လည်းပဲမြင်တဲ့နေရာမှာပြစ်ခွင့်မရှိဘူးအဲ့ဒီသပင်นี่အဲ့ဒီလက်သေးတွေအားလုံးကိုစနစ်တကျထုတ်ပိုးပြီးတော့မှရေထဲမှာမျောလို့ရရင်မျောပါရေကြီးထဲမှာမြုပ်လို့ရရင်မြုပ်ပါဒါကတော့မူရင်းအမိန့်ဖြစ်တယ်ဒါပေမဲ့ဒီဘက်ခေတ်မှာရေမျောဖို့ဘယ်အထိသွားပတ်ဝန်းကျင်မှာအားလုံးကွန်ကရစ်လောင်းထားတယ်မြေကြီးပေါ်မှာတူးဖို့သွားကြိုးစားမလဲအကယ်မလွဲတာမရှောင်တာစွန့်ပစ်ရမယ်ဆိုရင်ဒါနဲ့ပတ်သက်ပြီးတော့ပညာရှင်တွေကစနစ်တကျကျွန်တော်တို့ကိုအဖြေပေးထားတယ်အဲ့ဒီအခါကြာလို့ရှိရင်ဒီသပင်တွေကိုစနစ်တကျမမြင်အောင်မပြီးတော့စနစ်တကျထုတ်ပိုးပြီးတော့ချီနှောင်ပြီးတော့မှကျွန်တော်တို့တနေရာမှာစွန့်ပစ်တင်ပါတယ်ဆိုပြီးတော့မှဒါနဲ့ပတ်သက်ပြီးတော့အဖြေပေးထားတယ်ခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတွေဟာခန္ဓာကိုယ်မှာရှိတဲ့အချိန်မှာလည်းပဲကျွန်တော်တို့တို့ကိုဂုံပေးရမှာဖြစ်သလိုခန္ဓာကိုယ်ကနေခွဲခွာသွားပြီးတဲ့နောက်ပိုင်းမှာလည်းဂုံပေးရမယ်ဆိုပြီးတော့ပညာရှင်တွေအဖြေပေးထားတယ်အဲ့တော့အနှစ်ချုပ်ကတော့အမျိုးသမီးတွေသပင်ဖိလိုက်တယ်ခေါင်းလျှော့လိုက်တယ်ကျွတ်သွားတဲ့သပင်ဒီတိုင်းမပြစ်လိုက်ရဘူးတပြက်စီးနဲ့လဲပြီးတော့တောက်မှကျွန်တော်တို့ထားလို့မရဘူးစနစ်တကျလူမမြင်အောင်ထုတ်ပိုးပြီးတော့မှပိတ်ပြီးတော့မှရေမျောတာမြေကြီးပြစ်တာမြေကြီးတွေမြုပ်တာအဲ့ဒါမလုံနိုင်စွန့်ပစ်မယ်ဆိုရင်တော့မှ
ထုတ်ပေးပြီးထုတ်ပိုးပြီးတော့အညစ်အကြေးတွေသူ့ရှိကိုမရောက်အောင်ဆိုတဲ့ပုံစံနဲ့ထုတ်ပိုးပြီးတော့မှစွန့်ပစ်တဲ့နဲ့ဒါကတရားနဲ့ပတ်သက်ပြီးပေးထားတဲ့အဖြေဖြစ်ပါတယ်